Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့နွေရာသီနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ပဲရီခဲချောင်းလုံနည်းလေးလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်ပထမအောင်ဆုံးအနေနဲ့ထညက်ကိုစံချိန်ခွက်တစ်ခွက်စာကြိုပေးပါမယ်ရှင်ထညက်ကြိုထားတဲ့ချိန်မှာဒီအာဆူကီဆိုတဲ့ပဲပေါ့နော်မြန်မာမှာဆိုရင်တော့ပဲလွန်းနဲ့လောက်ကြရဲပေါ့နော်ဒီမှာတော့ဒီအာဆူကီဆိုတဲ့ပဲလေးနဲ့လောက်ထားပါတယ်ဒီပဲကတော့ပြုတ်ပြီးသားကိုမှသူကအချိုရောပြီးသားဆိုတော့အချိုတော့တိတ်မထည့်ဘူးပေါ့နော်အဲ့ဒီပဲလေးတွေဟိမှာတော့ဘလန်ဒါနဲ့မကြိတ်ပဲနဲ့ဒီခြေတဲ့ဟာလေးနဲ့ပေါ့နော်နည်းနည်းလေးလိုက်ဖိပြီးခြေလိုက်တယ်အရန်ကြေတာမျိုးမလို့ခြင်းတဲ့အတွက်ကြောင့်ပါရှင်ပြီးတော့ခုနကတော့ကြိုထားတဲ့ထညက်ရည်လေးတွေရပြီဆိုလို့ရှင်တော့ဟိမှာတို့ထညက်ရည်ထဲမှာပါတဲ့တဲလေးတွေကိုစစ်ထားလိုက်ပါမယ်ပြီးတော့ထညက်ရည်တွေကိုစားလေးအနှဲငယ်ထည့်ပြီးတော့ခုနကတော့ခြေထားတဲ့ပဲလေးတွေကိုထည့်ပြီးတော့ကြိုပေးပါမယ်ရှင်ဒီနေရာမှာပဲတွေကိုဘလန်ဒါနဲ့ကြိတ်ပြီးတော့မှထည့်လဲရပါတယ်ဟိမှာတော့ပဲအစီလိုက်တိုင်းလေးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ခြေတဲ့ဟာလေးနဲ့ပဲအရင်မကြည့်အောင်ခြေထားပါတယ်ရှင်ပြီးတော့ရင်တော့ဟိမာတို့ပြောင်းကုန်မှုထမင်းစားစုံတစုံစာမောက်မောက်ကိုရေ200မီလီလောက်နဲ့ဖြော်ပြီးတော့မှထည့်ပေးပါမယ်ဖြော်ပြီးထည့်ရတဲ့ခါကျလို့ရှင်လဲစက်တိုက်လေးမှုပေးရပါမယ်ရှင်အောက်ချီမကတ်အောင်လို့ပါရှင်ခက်ကြကြလေးမှုပြီးလို့ဒီလိုမျိုးလေးပုတ်ပွက်ဆူလာပြီဆိုလို့ရှင်တော့ချလို့ရပါပြီအဖြစ်ကျဲကတော့မိမိစိတ်ကြိုက်ထားနိုင်ပါတယ်ဟိမာတော့ပြစ်ပြစ်လေးစားခြင်းတဲ့အတွက်ကြောင့်မလို့ပြစ်ပြစ်လေးပဲထားလိုက်ပါတယ်ရှင်ပြီးတော့ရေခဲထုတ်လေးစပြီးတော့ထုတ်လို့ရပါပြီဒီရေခဲထုတ်ထုတ်တဲ့နေရာမှာလည်းအောက်တွေမဖိတ်အောင်လို့ဒီကတော်လေးနဲ့ထည့်တာကပိုကောင်းတယ်ပေါ့နော်ဟိမာတော့ဒီကတော်လေးဝယ်ဖို့မိသွားတဲ့အတွက်ကြောင့်မလို့ရေဘူးလေးကိုပဲဖြတ်ပြီးတော့ကတော်ပုံစံလေးလုပ်ပြီးတော့ထည့်ထားပါတယ်တေးပင်ချီတာတော့မိမိအဆင်ပြေသလိုချီလို့ရပါတယ်ရှင်ဒီပုံစံလေးတွေပဲထုတ်သွားမယ်ဆိုရင်တော့ရပါတယ်ဟိမာထုတ်တာကဒီအာဆွေခိပဲတထုံနဲ့ထညက်ရည်တစ်ခွက်စာဒီကြိုထားတာနဲ့ဆိုလို့ရှင်တော့စုစုပေါင်း9တုပ်ရတယ်ပေါ့နော်ဒါပေမဲ့ဒီအထုပ်ကအပြင်မှာအကြီးကြီးပဲပေါ့နော်ဒီရေခဲချောင်းထုတ်တဲ့အထုပ်ကရှည်လဲရှည်တဲ့ကြီးကြီးလေးနဲ့ပေါ့နော်အဲကြောင့်မို့သူက9တုပ်ပဲရပါတယ်ရှင်ပြီးတော့ရေခဲတက်တာခဲတဲ့ကန်လေးကိုတညာလောက်ထည့်ထားလိုက်ပါမယ်ပုံမှန်ဆိုလို့ရှင်တော့4နာရီကနေ6နာရီထိအခဲခံထားလိုက်ရင်ရပါပြီရှင်ဟိမာတော့ညနေပဲလောက်တာဆိုတော့နောက်နေ့မနက်မှာပဲပြန်ပြီးတော့ထုတ်ဖြစ်ပါတယ်ဒါဆိုရင်တော့ပဲအနှစ်များများနဲ့ရေခဲသားကလည်းလုံးဝမုံမွားလေးနဲ့စားလို့ရမ်းကောင်းတဲ့ပဲရေခဲချောင်းလေးရပြီပဲဖြစ်ပါတယ်ရှင်ဟိမာလုံးတဲ့နီးလေးကကြတော့ပဲကိုခက်များများလေးလည်းတုံးထားတယ်ပြီးတော့ပြောင်းကောက်မုံလေးလည်းထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အထဲကရေခဲသားလေးတွေကလည်းမုံမွားအီအီလေးနဲ့ဝါလို့လည်းလွယ်ပါတယ်ရှင်ရေခဲသားဖွာထွက်တာမျိုးကြီးလည်းလုံးဝမဖြစ်ပါဘူးရှင်လိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါရှင်